ဘာဖြစ်လို့ရေနံစိမ်းအများစုကအရှိလေပိုင်းမှာပဲရှိနေရတာလဲအဲ့တော့ကျွန်တော်တို့အခုပြန်ကြည့်မယ်ဆိုလို့ရှိရင် crude oil ရေနံစိမ်းကိုအများဆုံးတွေ့ရတယ်အများဆုံးတူးဖော်တယ်အများဆုံးတင်ပို့တဲ့နေရာတွေက Iran Saudi Arabia Kuwait Iraq အဲ့လိုမျိုးနေရာတွေပဲနော်နောက်တစ်ခုကကျွန်တော် Venezuela ပေါ့နော်အရှိလေပိုင်းမဟုတ်တဲ့နေရာဘာဖြစ်လို့အဲ့ဒီနေရာတွေမှာပဲကျွန်တော်တို့ရေနံတွေကိုအများဆုံးတွေ့ရတာလဲအဲ့ဒါကြောင့်ကျွန်တော်တို့ကဒီရေနံတွေကျွန်တော်တို့ကဘာလို့ခေါ်လဲဆိုတော့ fossil fuel လို့ခေါ်တယ်ပေါ့နော်ကြောက်ဖြစ်ရုပ်ကျွင်းလောင်စာဆီလို့ခေါ်တယ်အဲ့တော့အဲ့ဒါတွေဒီတစ်ချိန်ကကြတော့တက်ရှိတယ်ပဲပေါ့နော်တက်ရှိဆိုတာအပင်တွေပါမယ်တရဝါတွေပါမယ်အဲ့ဒီဟာနှစ်ပေါင်းများစွာကြာလာပြီးတော့ရေနံစိမ်းဖြစ်သွားတာဗျဘာဖြစ်လို့သူတို့ကအရှိလေပိုင်းမှာအဲ့လိုမျိုးရေနံအများစုကတည်ရှိနေရလဲဆိုတော့ထူးခြားတာတစ်ခုကကြတော့လွန်ခဲ့သောနှစ်ပေါင်းတန်250နဲ့50ပေါ့နော်တန်50တန်250ခြားလောက်မှာအဲ့ဒီအရှိလေပိုင်းဒေတာကရေတွေနဲ့လွှမ်းတဲ့တက် ocean ဒါမှမဟုတ်တက် sea ပေါ့နော်ဒီနွေးတဲ့ warm sea ပေါ့နော်နွေးတဲ့ပင်လယ်ဖြစ်နေတည်ရှိနေတယ်အဲ့ဒီပင်လယ်ထဲမှာကျွန်တော်တို့ biodiversity တွေကျွယ်ဝပြီးတော့ခုနကပြောတဲ့ plankton တွေ bacteria တွေ algae တွေအဲ့ဒီကောင်တွေကနေထိုင်တယ်ကျွန်တော်သိတာမှာကြတော့ဗျာကျွန်တော်တို့ဒီလူတွေအပင်တွေဒီ dinosaur တွေတတ်တဝါတွေကကြတော့ကျွန်တော်တို့ဒီ fossil fuel ဖြစ်ဖို့ဖြစ်အချင်းနေပြီးတော့ fossil fuel ဖြစ်နိုင်တယ်ဒါပေမဲ့အဲ့ဒါကနေပြီးတော့ကျွန်တော်တို့ထွက်လာတဲ့ crude oil ပေါ့နော်ရေနံစိမ်းဆိုတာရှားတယ်ခုနကတော့လို့ဒီ microscopic animals တွေပေါ့နော် microscopic organism တွေပေါ့အဲ့လိုမျိုးသေးငယ်တဲ့တရဝါတွေကနေပဲ crude oil တွေဖြစ်တာအဲ့တော့သူတို့ကတစ်ချိန်လုံးကအဲ့လိုမျိုးပင်လယ်ရေနဲ့လွှမ်းမိုးခြင်းခံရတဲ့ data တွေဖြစ်တယ်အဲ့ဒါကြောင့်မို့သူတို့စီမှာကျွန်တော်တို့ဒီရေနံစိမ်းတွေကတည်ရှိနေတာပဲဖြစ်တယ်ကျွန်တော်ဒီပုံမှာကြည့်မယ်ဆိုလို့ကျွန်တော်တွေ့နေတယ်အောက်မှာကရေရှိမယ်ပြီးလို့ရှိရင်ဒီမှာရေနံစိမ်းရှိမယ်ပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်တို့အပေါ်မှာကျွန်တော် rock တွေရှိမယ်ပြီးလို့ရှိရင် thread တွေရှိမှာပေါ့နော်အဲ့တော့ကျွန်တော်တို့ကဘာဖြစ်လို့အဲ့လိုဖြစ်နေရလဲဆိုရေနံကကျွန်တော်တို့ကဒီရေထက်ကိုပို့ပြီးတော့ buoyancy ရပါတော့ပို့ပေါ့တယ် density ပို့ပြီးတော့နည်းတယ်အဲ့ကြောင့်မို့သူကအပေါ်ကိုတက်နေတာပဲဖြစ်တယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ရေနံကအဲ့ဒီနေရာမှာပဲရှိတာလားဆိုတော့မဟုတ်ဘူးဒါပေမဲ့တဲခဏမှာကျွန်တော်လူနေတာတွေနည်းတဲ့ခါကျတော့ကျွန်တော်တို့ရှာဖွေရတာတူးဖော်ရတာပို့ပြီးတော့လွယ်ကူတယ်ပေါ့နော်အဲ့ကြောင့်မို့အဲ့ဒီမှာရေနံအများပြားထုတ်လို့ရောင်းချတာပဲဖြစ်ပါတယ်